ကိုပေါ်မှာပြောစရာတွေကြုံလို့ပျော်နေတဲ့ရုတ်တရက်ငါခဏနေစိတ်ညစ်ရတော့မှလို့တွေးမိတဲ့အခိုက်အတန့်မျိုးရှိလားအခုရည်ရရင်ခဏနေငိုရတော့မှဆိုပြီးတော့ထစ်ထစ်ရှာယုံကြည်နေတဲ့ယုံကြည်မှုမျိုးရောရှိလားဟို cherophobia လို့ခေါ်ရပေါ့နော်cherophobia တွေကဒီ adolescent တွေမှာတွေ့များတယ်လူငယ်ဘဝပေါ့နော်ကလေးလည်းမဟုတ်တော့လူကြီးလည်းမကြသေးဘူးအဲ့အရွယ်မှာဖြစ်များတယ်သူ့ရဲ့ mindset ကဘယ်လိုလဲဆိုရင်ပျော်စရာတွေဟာကိုနဲ့ကြုံတွေ့ပြီးသွားရင်အခုကိုပျော်ပြီးသွားရင်ခဏနေကြရင်စိတ်ညစ်ရမှာတို့တိမို့လဲမနှက်ဖြန်တော့ကြရင်စိတ်ညစ်ရမှာအဲ့လိုမျိုးတွေးတဲ့အတွေ့ပေါ့နော်ပြီးရင်တွေးရတဲ့အတိုင်းလည်းပဲတကယ်လည်းဖြစ်လာတယ်တကယ်လည်းစိတ်ညစ်လာတယ်အဲ့ဒါမျိုး cherophobia လို့ခေါ်တယ် the phobia ဆိုတဲ့အတိုင်းသူက anxiety ဆိုရဲစိတ်ပူပန်မှုနဲ့ဆက်ဆက်နေပေါ့နော်နောက်တစ်ခုဒီ cherophobia မှာနည်းထူးခြားတဲ့ဆက်ကကျတော့သူကဒီ negative childhood experience လို့ခေါ်တယ်တဲ့အဲ့ဒါနဲ့လည်းဆက်ဆက်နေတာတွေ့ရတယ်သဘောကဘလို့အလွယ်ပြောရမလဲဆိုရင်ဥမာရွာဘုန်းကြီးကျောင်းမှာအုံမောင်းခောက်တယ်အုံမောင်းခောက်ပြီးတော့ဒီဘုန်းကြီးကျောင်းမှာနေတဲ့ခွေးလေးတွေပေါ့နော်စားပြီးကျွင်းကြံလေးတွေကျွေးတယ်ပေါ့နော်ကျွေးတော့ဥမာအဲ့ဘုန်းကြီးကျောင်းသားတစ်ဝိုက်နေတဲ့ဒီခွေးတွေကအုံမောင်းခောက်တန်ကြရင်ပျော်တယ်ပေါ့နော်အဲ့ဒါကိုဒီ positive experience လို့ခေါ်တယ်အဲ့တော့သူအုံမောင်းခောက်တန်ကြပြီဆိုရင်ပျော်တယ်စားရမယ်လို့ပဲထင်တယ်အဲ့လိုတော့ပေါ့နော်ဒါပေမဲ့ negative experience ပါလဲဆိုတော့အုံမောင်းခောက်တယ်အုံမောင်းခောက်ပြီးအစာမကျွေးဘဲနဲ့ရိုက်တယ်အဲ့လိုတော့ပေါ့နော်အဲ့တော့အုံမောင်းခောက်တန်ကြရင်အဲ့ခွေတွေကကျတော့ရိုက်ခံရမှာပဲဆိုပြီးတော့စိတ်ဆင်းရဲတယ်ပေါ့နော်အဲ့တော့ကိုကလူငယ်ဘဝမှာကလေးဘဝတော့ကျတော့ဒီပြောစရာတွေကြုံပြီးသွားရင်ချက်ချင်းစိတ်ညစ်စရာတွေကရောက်လာတတ်တယ်ပေါ့နော်ဒါကတိုက်ဆိုင်မှုတစ်ခုပဲပေါ့နော်အဲ့တိုက်ဆိုင်မှုကိုစိတ်ထဲမှာတတ်မှတ်သွားတာကျတော့ငါပြောစရာတွေပြီးသွားရင်စိတ်ညစ်ရတော့မှာပဲဆိုပြီးတော့ကိုဒီတတ်မှတ်လိုက်တဲ့တတ်မှတ်ချက်ကခေါင်းထဲမှာရှိနေတယ်ပေါ့နော်အဲ့ဒီနှစ်ခုနဲ့ဆက်ဆက်နေတာကိုလည်းတွေ့ရတယ်တဲ့နော်ဒီကlúcကိုမှဒီလိုကြီးဖြစ်နေရဆိုရင်ဒါကိုအမှန်တရားလို့မယူလိုက်ပါနဲ့ဒါ cherophobia တစ်ခုပဲပေါ့နော်အဲ့တော့ cherophobia နဲ့နောက်တစ်ခုဆက်ဆက်နေတာကျတော့ Murphy's Law တဲ့အဲ့တော့ Murphy's Law ကိုကြားဥပါလိမ့်မယ်နော်ဇာတ်ကားတွေမှာလည်းပါတယ်တဘောကကိုမဖြစ်စေခြင်းတဲ့ကိစ္စကကိုမဖြစ်စေခြင်းဆုံးအခြေအနေမှာထဖြစ်တာကို Murphy's Law လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကိုကဒါကိုမဖြစ်စေချင်ဒါမဲ့လို့ထဖြစ်တယ်ပေါ့နော်ဗုဒ္ဓဒီဗမာစကားအရဆိုရင်ဥပဒ္ဒကြောင့်ဥပ္ပဖြစ်တယ်အဲ့လိုသဘောပဲလို့ကိုတတ်မှတ်လိုက်ဒီ cherophobia ကိုအေးစစ်စစ်ကြော်လာနိုင်လာလိမ့်မယ်နော်